များနဲ့ဖိတ်ကြားထားသောဧည့်သည်တော်များနဲ့ဆရာဆရာမကြီးများကျောင်းသားကျောင်းသူများအားလုံးကိုသမီးတို့မနမ3ရက်မှာမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါရှင်။သမီးတို့မနမပထမဆုံးစင်မော်တက်ပြီးဖြုတ်ပြန်ဖြစ်တဲ့အတွက်ကြောင့်မို့အမပိုင်ခွင့်လုပ်ပေးကြလို့လည်းတောင်းဆိုရပါတယ်ရှင်။ဘပွေးပေါင်းလား Hey, mama đi mua đi ăn chay luôn. ကိုနဲ့မှာဘပွေးဘယ်ကြားတော့ရဲ့ကိုကအဲ့ဟိုဒီမှာကိုရနာမှာပါရဲ့ ရဲနားရဲလည်းမမြင်ရတယ်ဒီနားရဲခံမြင်ရတယ် ဒီနေ့တော့ဒီတော့ဘာလဲ